ကလာပါရှေအလီနာပဲပေါ့နော်အလီနာအနေနဲ့သူများကလည်းကြောက်သွားပြီးတော့ဘာလို့ဖြစ်ခဲ့ဘာလို့ဖြစ်ဆိုပြပြခဲ့ကျမလည်းပြောချင်တာနဲ့ပြပြပါပဲဖြစ်ပါတယ်အလိုလိုက်ကြည့်ပေးကြပါဦးနော်နည်းနည်းလေးပြပြပေးမဆိုကြည့်ပေးရကွာအလီနာစပြောတော့မယ်ပေါ့နော်တကလေးလေတော့တော့စက်ခဲ့ပြပါတယ်ဒီလားကွာအလီနာပေါ့နော်ဒီကြောက်ဒီ stop really passion ဒီတော့ပြတဲ့ video မှာစေပေါ့နော်ဒီက devils တွေwe artist ทำไมใจเราเปล่าเพียแทบที่แค่จะได้ในยามมาซื้อแล้วกว่าว่าดูแลซาได้หาวก็แต่ด้วยไปสาวแล้วตัวตีได้อยู่สาวแค่บุญนอดีรู้ไม่ใช่เนี่ยแล้วสูเด็ดดีจะตัดเฉียเราบุญนอไปแล้วไหนสับไปแล้วไหนที่น้องกูจับเฉียไม่ได้เช่นไหนสลัดดิเช่นไหนสาวเราเนาะกูไหนเช่นไหนสาวเนี่ยกูไหนที่สาวตายไปเชื่อကိုပြရတော့များတယ်ကိုလည်းစနေတိုင်းရနေမစောလေအဲ့ဒီလောက်တော့ကိုတမဆန်းဘောနော်အဲဆိုရဒီ blog တွေပြပြပြီးဘောနော်အဲ့ဆိုတော့ရပြီချမ်းပါတယ်ရှင်တတာကိုတူ Facebook store ဒီနေ့ဒီလောက်လေးပါပဲနဲရဆိုရလဲ comment ထဲမှာရေးပေးဟာနော်နဲတယ်လို့အဲ့ဆိုရင်အများရိတ်ပြပေးမယ်နော်ကြည့်နေနော်ဒီအများကြီးပြပေးမယ်နော်တတာ